စာပေချစ်သူအပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စာရေးသူတူဖြစ်တဲ့စံဝင်းအောင်များအောင်ပါယခုနာဆင်နေကြတဲ့စာပေချစ်သူများကိုကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ဝိထုတို့ကလေးတစ်ပုဒ်အကြောင်းဖတ်ကြားတင်ဆက်သွားမှာဖြစ်ပါတယ်ဒီဝိထုတို့ကလေးဟာ2023ခုနှစ်အောက်တိုဘာလထုတ်နိုင်ငံဂုဏ်ကြီးမဂ္ဂဇင်းအမှတ်294မှာဖော်ပြပါရှိထားတဲ့ဝိထုတို့ကလေးဖြစ်ပါတယ်ကိုယ်တိုင်ကြုံမှယုံကြည်ထင်လို့အမည်ရပါတယ်ခံစားနားဆင်ကြည့်ကြပါအောင်ခင်ဗျာခေတ်စနစ်တို့ပြောင်းလဲခဲ့ပြီမြန်မာမိသားချင်းသည်ယခင်ကယထာပို့ဆောင်ရေးကော်ပိုရေးရှင်းဘဝမှယခုမြန်မာမိသားယထာပို့ဆောင်ရေးဝန်ကြီးဌာနအဖြစ်ပြောင်းလဲခဲ့သည်ဟင်္ဒရာမိသားတိုင်းမှတ်9တွင်လဲရေနွေးငွေစက်ကောင်းများဘဝမှဒီဇယ်လျှက်စစ်1200အင်ဂျင်စက်ကောင်းများအစားထိုးပြေးဆွဲလျက်ရှိတော်သည်ယခင်ကရေနွေးငွေစက်ကောင်းများကိုသာကျွမ်းကျင်စွာပြုပြင်ခဲ့ဘူးသည့်ဦးစိုးမောင်တို့သည်လည်းဒီဇယ်လျှက်စစ်စက်ကောင်းများကိုပြောင်းလဲကင်တွယ်ပြုပြင်ရတော့၏ကျွမ်းကျင်သည့်စက်ပြင်ဆရာများသည်ဒီဇယ်စက်ကောင်းများနှင့်အတူဟင်္ဒရာသို့ပြောင်း၍ရောက်ရှိလာကြသည်ဦးစိုးမောင်တို့ကိုယ်တိုင်လည်းအင်းစိန်မိထားဘိုးတင်တန်းကျောင်းတွင်လေးလဒီဇယ်စက်ပြင်အခြေခံတင်တန်းများတက်ရောက်ခဲ့ကြရသည်ထို့နောက်မိမိအရက်ဒေသတွင်ကျွမ်းကျင်ဆရာများနှင့်အတူလက်တွဲဆောင်ရွက်ကြရလေ၏ဒီဇယ်စက်ကောင်းကြီးတွင်အဓိကစက်ပြင်နှစ်ဖွဲ့ရှိဒီဇယ်အင်ဂျင်စက်ပြင်နှင့်ဒီဇယ်လျှက်စစ်စက်ပြင်တို့ဖြစ်သည်နှစ်ဖွဲ့သည်ဆက်နွယ်ပြုပြင်ရသည်မှန်တော်လဲတာဝန်ပိုင်းမှာတီးခြားစီဖြစ်ပါသည်ဦးစိုးမောင်တို့သည်အင်ဂျင်စက်ပြင်ပိုင်းတာဝန်ယူရသူများဖြစ်လေ၏ဒီဇယ်လျှက်စစ်အပိုင်းသည်အများအဖြစ်လူငယ်စက်ပြင်များဖြစ်ကြသည်ခက်ခဲရှုပ်ထွေးသည့်ပညာပိုင်းများပါဝင်ပါသည်သို့သောဘာသာရပ်တစ်ခုသည်ညီမျှကျွမ်းကျင်ပါစေတကူကောင်းဆန်၍မရသောလုပ်ငန်းဖြစ်ပေသည်လုပ်ငန်းတာဝန်နှစ်ခုလုံးပူးပေါင်းဆောင်ရွက်မှသာဒီဇယ်လျှက်စစ်စက်ကောင်းကြီးတစ်လုံးအဖြစ်ကောင်းမွန်စွာရပ်တည်နိုင်မည်ဖြစ်ပါပေသည်ဆောင်းဦးရာသီကာလတွင်နေတာတို၏ညနေ9 နာရီပင်ရှိသေးသည်အလင်းရောင်ပျောက်လှပြီမိထားကိုရှန္တာဟုခေါ်သည့်မိထားတွဲရွှေစက်ကောင်းမောင်ကိုဆန်ငိမ့်သည်ညဂျူတီဝင်ရမည်ဖြစ်၍ပြင်ဆင်နေ၏ရှင်ဘလို့ဖြစ်နေတာလဲကိုဆန်ငိမ့်အစောကြီးရှိသေးတယ်ထမင်းတော့မစားရသေးပဲနဲ့အလုတ်သွားခြင်းနေပြီလားမဟုတ်ပါဘူးကွာရာသီဥတုကမှောင်းလာပြီလေအေးရက်ကလည်းရှိလာတော့လိုရာလေးတွေမမေ့အောင်လုပ်နေတာပါပြီးပါပြီကဲယထာမွင်ငင်ထမင်းစားကြရအောင်ခလေးတွေပါခေါ်လိုက်ညနေ6 နာရီကျော်သည်နှင့်ပသိမ်နှင့်ကြံငင်းဘက်မှလောကယထာများဝင်ရောက်လာလိမ့်မည်ထိုယထာများဝင်ပြီးနောက်တစ်နေ့နန်းနဲ့ပြန်လဲထွက်ခွာမိလောကယထာများအတွက်လိုအပ်သည့်တွဲနေရာချစီစဉ်မှုရှန်တိန်လုပ်ငန်းကိုဘူရာရှိတွဲမှတ်စည်းရေးကအစီအစဉ်ရေးဆွဲရသည်ထိုအစီအစဉ်ကိုရှန်တိန်အော်ဒါဟုခေါ်၏ရှန်တိန်အော်ဒါရပြီးသည့်ဂျမတာခေါ်တွဲကြိတ်ကြီးသည်လမ်းခွဲကိုင်းတပည့်2 ဦးသည်တညတားလုံးရှန်တိန်စက်ကောင်းနှင့်အတူတွဲရွှေလုပ်ငန်းလုပ်ကင်ရတော့သည်အလုံများသည့်ညဆိုလင်းနန်းနဲ့ယထာထွက်ခါနီးမှကတ်လျက်ရှန်တိန်ပြီးသည့်ခါမျိုးပင်ရှိသည်အလုံနဲသည့်ညဆိုလင်းညင့်ဝဲသကောင်းကြောချိန်တွင်လည်းပြီးတတ်သည်ထိုတွဲရွှေစကောင်းကိုဘူရာညတာဝန်ကြယုံမိုင်ကတယ်လီဖုန်းအော်ဒါသို့မဟုတ်စာဖြင့်စက်ယုံတို့တောင်းခံရ၏ထိုအခါစက်ယုံကတွဲရွှေလုပ်ငန်းလှုပ်ဆောင်ပြီးစက်ကောင်းကိုထုတ်ပေးလေသည်ကိုစံငိမ့်သည်ယနေ့ညထိုတွဲရွှေစက်ကောင်းမောင်းရမည်စက်ကောင်းမောင်းဖြစ်ပါသည်ကိုစံငိမ့်နှင့်မှတ်တင်လှသည်အသက်ကြီးမှအိမ်အောင်ကြသူများဖြစ်သည်ယခုမှအိမ်အောင်သက်9 နှစ်ခန့်သာရှိသေး၏သားကြီးကောင်း4 နှစ်သားနှင့်2 နှစ်အရွယ်သမီးအငယ်2 ယောက်တို့ရှိသည်သားသမီးတို့နှင့်အတူညစာသမင်းစားရင်ကိုစံငိမ့်တွေးမိ၏သားကြီးကလာမည့်နှစ်ဆိုလင်ကြောင်းထားရတော့မည်သူကလည်းမကြာမီမှပင်စက်ကောင်းမောင်းဆက်ဖို့ယာရုတိုးပြီးဆိုရင်အဆင်ပြေပေပြီဒီတစ်ဆင့်စာမွဲခေါ်လင်းသွားရောက်ဖြေမိဟုစဉ်းစားနေမိ၏အတွေ့ဖြင့်ထမင်းစားနေသည်မို့ဘယ်သို့ဘယ်ပုံထမင်းဝသွားသည်ပင်သူ့ကိုယ်သူသတိမထားမိလိုက်ဟင်ဝပြီလားကိုစံငိမ့်ထမင်းစားနဲလှကြီးလားဘာဖြစ်လို့လဲနေမကောင်းဘူးလားကိုစံငိမ့်တွေးလွန်နေသည်မှာအမှန်ပဲဒီကနေ့မှသူဘာဖြစ်နေသည်ကိုမသိမတ်တင်လှမေးလိုက်မှသတိပြန်ဝင်သွား၏အမှန်တိုင်းဖြေရပေမည်အလကားနေရင်မတ်တင်လှအထင်မြင်လွဲလျင်ပြဿနာနေကောင်းပါလေမတ်တင်လှရဲ့ငါအတွေးလွန်သွားတာပါ
လာမယ့်နှစ်မှာငါသားကြီးကြောင်းထားဖို့တွေးရင်ငါလည်းဆက်ဖို့ဖြစ်ဖို့တွေးမိသွားတယ်ငါသားသမီးတွေရှိရေးအတွက်ငါယာရုတို့ယူရမယ်ဆိုပြီးထမင်းစားရင်စဉ်းစားနေမိတာဘယ်လိုဝသွားမှန်းတော့မသိလိုက်တာအမှန်ပဲအော်ဖြစ်မှဖြစ်ရလေကိုစံငင်းရဲ့ကျမစိတ်ပူသွားတာပေါ့အရင်ထမင်းစားတာလို့မဟုတ်ပါကိုသတိထားမိလို့လေဒီနေ့မှထူးထူးဆန်းဆန်းရှင်အေးပါကွာငါလည်းဘယ်လိုဖြစ်မှန်းမသိတာအမှန်ပဲစိတ်ထဲကအလိုလိုတွေးမိသွားတာပါဟဲပြောရင်ကိုစံငင်းတပြင်းချလိုက်လေသည်မတ်တင်လှသည်ကိုစံငင်းကိုတေချာလိုက်ကြည့်လိုက်ရင်သူပါတပြင်းချမိပြန်ထိုစဉ်ကြံငင်းမဲ့မှလောကယထာဝင်လာတဲ့ကိုကြားလိုက်ရသည်ထိုကြံငင်းယထာသည်ပသိမ်ယထာတဲ့စောစွာဝင်ရောက်သည်ထိုကြံငင်းမှဝင်သောဒီဇယ်စက်ကောင်းကိုရှန်တိန်ကောင်းအဖြစ်ပြန်ပေးမြဲဖြစ်၏ဟင်္ဒရကြံငင်းလမ်းမှာဟင်္ဒရပသိမ်လမ်းတဲ့ခရီးမိုင်ပို၍တိုသောကြောင့်ဖြစ်သည်ဆက်ယုံတို့အရင်ရောက်ရှိလာသည့်စက်ကောင်းကိုစက်ပြင်အဖွဲ့များကလိုအပ်သည်များပြုပြင်ကြရသေးသည်အထူးသဖြင့်ယထာခရီးစဉ်တစ်လျှောက်မောင်းနှင်လာခဲ့သည့်စက်ဘိုးခေါ်စက်ကောင်းမောင်းကလမ်းမိုင်းအတွင်းစက်ကောင်း၏အခြေအနေစက်ပိုင်းဆိုင်ရာအားနည်းချက်များကိုရပယ်ယာဘုတ်ခေါ်စာအုပ်တွင်ရေးပေးရသည်ဆက်ယုံတို့ဝင်သည့်အခါဒီဇယ်လျှက်စစ်စက်ပြင်နှင့်ဒီဇယ်ဆက်မှုစက်ပြင်တို့ကမိမိတို့နှင့်သက်ဆိုင်သည့်ပြုပြင်ရန်အပိုင်းပါမပါထိုစာအုပ်တွင်ကြည့်ရှုရ၏ဘာလာလျင်လိုအပ်သလိုပြုပြင်ပေးရသည်စက်ပြင်ကပြုပြင်ပြီးကြောင်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီးမှရှန်တိန်ထွက်မိစက်ကောင်းဆိုလျင်ရှန်တာခေါ်တွဲရွှေစက်ကောင်းမောင်ကိုစံငိမ့်တို့ထံသို့အနှံရပါသည်ထိုချိန်မှသာရှန်တိန်လောက်ရန်စက်ယုံမှဘူရာယံဝင်းသို့မောင်းနှင်ထွက်ခွာရပေသည်ဤဒီမှာဟင်္ဒရစက်ယုံ၏နေ့စဉ်ပုံမှန်လုပ်ငန်းပေသည်စက်ကောင်းအမှတ်ဒီရဲ့1 2 3 2သည်ယနေ့ကြံငင်းမှဝင်လာသောယထာစက်ကောင်းဖြစ်သည်စက်ကောင်းမောင်းသည့်စက်ဘူကြီးမှာမာမူ၏ဥဤနောင်ဖြစ်၏မာမူကြီးသည်ဟင်္ဒရစက်ယုံအတွင်းစက်ကောင်းရောက်သည့်နှင့်ဒီဇယ်လျှက်စစ်ပဆက်စင်ကိုကြည်ဝင်းအားကြည်ဝင်းရေရပယ်ရပါတယ်ဟိလမ်းမှာနှစ်ခါတောင်26တော့ဝင်နေတွဲတိုင်းနဲ့ဆိုတော့တအားဆွဲမပြေးနိုင်လို့တော်သေးတယ်အောင်ရွှေကိုမင်းဝင်ချခိုင်းရတယ်ကွာပြီးမှဆက်ပြန်နှုတ်ပြီးမောင်းရတာအဲ့ဒါမင်းမာစတာကွန်ထရိုလာကိုတေချာစစ်လိုက်အောင်ငါရပယ်ရဖို့မှလည်းရေးထားတယ်ကောင်းရွှေဒီမာမူကြီးစက်ကောင်းမောင်းလက်ထောက်ဖြစ်သည်ကောင်းရွှေကလည်းဟုတ်တယ်တငယ်ချင်းမင်းတေချာကြည့်လိုက်အောင်ငါလည်းတလန်းလုံးစက်ခန်းထဲမှာလိုက်လာရတာမိဘုံနာကမခွာရပဲမလွယ်ဘူးကွအေးပါကွာဒါလေးမြန်ဗာမီတုံတော့ပျောက်ပါတယ်ကွဒီတဲ့လျှက်စစ်ဆက်ပြင်ကိုကြည်ဝင်းကခပ်ပေါ်ပေါ်ပင်ပြောလိုက်၏အမှန်တော့ထို့သို့ဖြစ်လေဖြစ်တာရှိသည်မှမဆန်းတော့သဖြင့်ကိုကြည်ဝင်းကပြောလိုက်ခြင်းဖြစ်ပေသည်ကိုကြည်ဝင်းသည်တောင်ပေါ်လမ်းမိတ်မှပြောင်းရွှေ့ရောက်ရှိလာသည်မှမကြာသေးသောဒီဇယ်လျှက်စစ်ဆက်ပြင်ဖြစ်၏လုပ်ငန်းကျွမ်းကျင်သူဖြစ်ပါသည်ထိုဒီဇယ်လျှက်စစ်စက်ကောင်းကြီးများဖြစ်တတ်သည်ကိုလည်းသိထား၏ဤသို့ဖြင့်ကိုအောင်ရွှေထံမှစက်ကောင်းကြီးစီလက်ကြံစင်းအားတိုင်းထွာလွှဲပြောင်းယူပြီးသူတပိစိုးညွန့်နှင့်အတူပြုပြင်တော့၏တနာဤကံပြုပြင်စမ်းသပ်ပြီးတွဲရွှေစက်ကောင်းမောင်ကိုစံငိမ့်ထံသို့အနှံရာကိုစံငိမ့်၏လက်ထောက်တပိမောင်မိုးကစီလက်ကြံတိုင်းထွာလက်ခံသည်စီစဉ်များကိုစက်ကောင်းစီအသုံးစင်းစာအုပ်တွင်ရေးမှတ်လိုက်၏ထို့နောက်ကိုစံငိမ့်ကလှမ်းကြည့်လိုက်ပြီးပြောလိုက်သည်ကဲဆရာကြီးသွားကြစို့ဒီနေ့ရှန်တိန်တော်နဲ့နောက်ကျနေပြီညအေးဖိုးခေါ်ညတာဝန်ကြလက်ထောက်ဆက်ယုံအုပ်နှင့်စကားပြောနေရမှကိုစံငိမ့်ကသူတပိမောင်မိုးကိုပြန်ပြောလိုက်သည်အေးပါကွာလာပါပြီစက်ကောင်းကြီးမှာဆက်နှိုးထားဆဲဖြစ်၏စက်ကောင်းမော်ရောက်သည့်နှင့်ကိုစံငိမ့်သည်သူ့အိတ်ထက်မှရှေ့နောက်ရွှေ့မောင်းရာတွင်အသုံးပြုသည့်ရဘာစာကိုတက်ဆင်လိုက်သည်လေးပေါင်းများကိုစစ်ဆေးသည်ရဘာစာကိုရှေ့သို့မောင်းရန်ရွှေ့လိုက်၏သို့သောမာစတာကွန်ထရိုလာကိုဆက်ရှိမြင့်ဘိန်းကိုမမောင်းသေးသဖြင့်ယထာစက်ကောင်းမရွေ့သေးမာစတာကွန်ထရိုလာကိုဝမ်းနော့သို့တစ်ချက်တင်လိုက်သည်စက်ကောင်းအင်ဂျင်သံမြင့်လာပြီးဘိန်းစတင်၍ရှေ့ဘက်သို့လိမ့်စပြု၏ဘိန်းတစ်ပတ်ကျော်နှစ်ပတ်ခန့်လိမ့်သွားပြီးသည့်နှင့်မာစတာကွန်ထရိုလာကို0သို့ပြန်ချလိုက်ပြီးဘရိတ်ဟန်တယ်ကိုဆွဲလိုက်၏စက်ကောင်းကြီးအင်ဂျင်သံပြန်ရော့ကျသွားပြီးဘိန်းများရပ်သွားသည်ပရိတ်ဟန်နေအားမူလနေရာအတိုင်းပြန်ရွှေ့သည်စမ်းသက်ကြည်ခြင်းဖြစ်၏ကိုစံငိမ့်စိတ်တိုင်းကြသွားပုံရသည်စက်ကောင်းကြီးကပုံမှန်မောင်းနှင်၍ဘူရာယံဝင်းသို့ထွက်ခွာသွားတော့သည်သို့သောစက်ကောင်းကြီးသည်ဆက်ယုံမှထွက်လာပြီး3နော့ရောက်သည်နှင့်အင်ဂျင်ဆက်တန်စောင့်တက်သွားပြီးစူညံကျဲလောင်းလာသည်
ကိုစံငိမ့်မျက်လုံးပြူသွား၏စက်ကောင်းကြီးလည်းအရှိန်မြန်းလာသည်မာစတာကွန်ထရိုလာကို0ရောက်အောင်ပြန်အမြန်ဆုံးပြန်ချသည်မရတော့ပါအင်ဂျင်တန်သည်ပုံပုံမြင့်လာနေအရှိန်လည်းမြန်တဲ့မြန်လာသည်ဆက်တခလုတ်ကိုနှိပ်တော့လဲဆက်မသေးတော့ပါစက်ကောင်းယုံအလွန်ရှိလမ်းကွဲပွိုင်တွင်ထိုင်နေသောဆက်ယုံလုသားမောင်ကျော်မြင့်မှလန့်၍လမ်းဘေးသို့ပြေးဆင်းသွားရ၏ဟာဖြည်းဖြည်းလို့ပဲဆရာဆိုင်ကျန်းလာကြီးလားဗျာမောင်ကျော်မြင့်အော်တန်ကိုစံငိမ့်မကြားတော့ပါအင်ဂျင်တန်ဆူညံနေသည့်ကြားမှမောင်မိုးကိုအတန်ကုန်လှန့်ော်လိုက်၏ဟေကောင်မောင်မိုးမိန်ဝင်ချစမ်းမှာ26တော့ဝင်သွားပြီမောင်မိုးအင်ဂျင်စက်ခန်းအတွင်းဝင်ရန်တကားကိုဖွင့်လိုက်သည်ဆက်တမ်းမှနားမခံနိုင်လောက်အောင်ကျဲလောင်းနေ၏အင်ဂျင်ကြီးတစ်ခုလုံးတုန်ခါနေသည်မိโอခေါင်းတိုင်းတွင်မိတောက်ကြီးထွက်ပေါ်နေ၏ထိုမြင်ကွင်းကိုမြင်လိုက်ရသောမောင်မိုး၏ခန္ဓာကိုယ်မှာထိတ်လန့်စိတ်ဖြင့်တုန်ရီးနေသည်အင်ဂျင်ကန်းတို့မဝင်ရတော့ပဲတကားကိုပြန်ပိတ်လိုက်ပြီးအတန်ကုန်ပြန်អော်လေ၏ဆရာဆန်ရေးမရတော့ဘူးပြုတ်ကျွန်တော်ကြောက်တယ်ဆရာလည်းခုံချတော့မတက်နိုင်တော့ဘူးကျွန်တော်လည်းဆင်းပြီအော်ပြောပြီးမောင်မိုးမှာသူ့ဘက်ချမ်းပေါက်မှာခုံဆင်းသွားလေတော့၏ကိုစံငိမ့်လည်းတကိုယ်လုံးတုန်ကြီးနေသည်သူဘာလုပ်ရမည်နည်းလက်ရှိတွင်တာဝန်ရှိဆုံးလူမှာသူပင်ဖြစ်သည်စက်ကောင်းကြီးရက်တက်သွားအောင်လုပ်ရန်စဉ်းစားမရတော့တုံလှုပ်သည့်စိတ်ဖြင့်သတိရသလောက်ဗရိတ်ဟန်တဲ့ကိုဆွဲချလိုက်သည်စက်ကောင်းကြီးအနှဲငယ်တုံသွား၏သူအပြင်ကိုကြည့်လိုက်မိသည်ဘူရာလူဘူးဂုံးကျော်တရားအောက်ပင်ရောက်နေပြီဖြစ်သည်စက္ကန့်ပိုင်းအတွင်း၌ပင်မြန်လွန်းလှပေ၏အင်ဂျင်ငန်းတကားကိုဖွင့်လိုက်သည်အတန်သည်နားကွဲမတက်ကျဲလောင်လွန်းသဖြင့်သူတုံလှုပ်သွားသည်အင်ဂျင်ငန်းအတွင်းမှမိန်ခလုတ်ကိုရအောင်ချမည်ဟုဆုံးဖြတ်ချက်ကိုအကောင့်ထဲမဖော်ရဲတော့ဖြစ်ချင်းရာဖြစ်စေတော့သူလည်းလက်လွတ်ရပြီတော့မည်သူ၏အသက်ထက်ပိုး၍မြည်သည့်အရာကိုမျှတန်ဖိုးထား၍မဖြစ်တော့ဗရိတ်ဖမ်းထားသည့်ကြားမှာရုန်းကန်နေသောဘိန်းများကြောင့်ရဲရဲနီးနေပေသည်စက်ကောင်းအရှိန်ပြန်မြင့်တက်လာ၏ကိုစံငိမ့်သည်သူ၏ဒရိုင်ဘာပေါက်အပေါက်မှခုန်ချလိုက်သည်အရှိန်ကြောင့်တပတ်ကျွန်းပြန်သွားသည်ဦးကောင်းသည်မြေပြင်ရှိတစ်ခုခုနှင့်စောင့်မိလိုက်သည်ကိုသိလိုက်၏သို့တော့ဂရုမစိုက်နိုင်အားသေးသူအတင်းလူးလဲထလိုက်ပြီးဘူရာယုံပိုင်ယုံငန်းရှိရာသို့ပြန်ပြေးလာ၏သူခုန်ချသည့်နေရာပင်ဘူရာအလွန်တန်လန်း20ခန့်သို့ရောက်နေပြီဖြစ်သည်ညယုံပိုင်လေးမှာကိုစံငိမ့်ကိုမြင်သည်နှင့်ပြေးလာခေါ်၏သူသတင်းပို့သည်သို့တော့အားလုံးသိနှင့်ပြီးကုန်ကြပြီဖြစ်ပါသည်စကောင်းကြီးသည်ဟင်္ဒရာဘူရာမှကြံငင်းဘက်သို့မောင်းသူမဲ့စွာဖြင့်ပြေးထွက်သွားတော့သည်စက်ယုံမှစက်ယုံအုပ်နှင့်စက်ပြင်အဖွဲ့လျှက်စစ်အဖွဲ့တို့သည်စက်ယုံရှိနောက်ထပ်စက်ကောင်းတစ်လုံးကိုအမြန်ဆက်နှိုးကထွက်ပြေးသွားသောစက်ကောင်းဒီရဲ့1 2 3 2နောက်သို့လိုက်ကြသည်ဘူရာနှင့်လည်းဆက်သွယ်လျက်ဖျက်ကုန်းဘူရာတို့ခေါ်ခိုင်းရ၏ဖျက်ကုန်းဘူရာမှယုံပိုင်းမှယထာများပြီးဆုံးချိန်ဖြစ်၍အိမ်တွင်ပြန်အိတ်နေသည်ဖြင့်ခေါ်မရပေဟင်္ဒရာဘူရာမှယုံပိုင်းလေးလည်းချွေးပြန်နေသည်မနာတန်းခေါ်နေရ၏ထိုစဉ်ဖျက်ကုန်းဘူရာမှပြန်ထူးဆန်ကြရ၏ဝမ်းသာသွားမိသည်စက်ကောင်းကြီးထွက်ပြေးသွားကြောင်းပြောပြီးဖျက်ကုန်းဘူရာဆက်ဝင်းလမ်းလွဲသို့လွှဲခိုင်းမိအကြောင်းပြောရာဖျက်ကုန်းဘူရာတို့စက်ကောင်းကြီးဖြတ်သွားပြီဖြစ်ကြောင်းစက်ကောင်းတန်ကျဲလောင်စာကြား၍နိုးလာခြင်းဖြစ်ကြောင်းသိရ၏ထိုအခါအမြန်ဆုံးဓမ္မေဘူရာတို့ဆက်လက်ခေါ်ပါရန်နှင့်ဓမ္မေဘူရာဆက်ဝင်းသို့လမ်းလွဲနိုင်ရန်အကြောင်းကြားခိုင်းရပြန်သည်ကံကောင်းစွာဖြင့်ဓမ္မေဘူရာတို့ခေါ်၍ရ၏ဓမ္မေဘူရာယုံပိုင်းမှာဘူရာအတွင်းတွင်အိတ်သဖြင့်အလွယ်တကူခေါ်၍ရခြင်းဖြစ်သည်အကျိုးအကြောင်းအမြန်ဆုံးပြောရလေသည်ပို၍ကံကောင်းသည်မှာဖျေကုန်းနှင့်ဓမ္မေဘူရာအကြားတွင်ရွာသားတပူရာဖြတ်တန်းသွားနေရအောင်မည်ဖြစ်၍အချိန်ရပေသည်ဓမ္မေဘူရာမှယုံပိုင်းနှင့်လမ်းခွဲကိုင်တို့နှစ်ဦးမှဘူရာအထွက်လမ်းသို့အမြန်ပြေးကစံဆက်ဝင်းလမ်းသို့လမ်းကိုခွဲလိုက်ပြီးစောင့်နေကြလေသည်ထို့သို့ပြုလို့ရခြင်းမှာဓမ္မေဘူရာမှမမီလိုက်လျင်အလွန်အန္တရာယ်ကြီးမားသည့်ပြဿနာပေါ်လာနိုင်ပေသည်ဓမ္မေဘူရာကျော်လျင်မြို့ဝင်းဘူရာရောက်မည်မြို့ဝင်းဘူရာတွင်လမ်းလွှဲရန်မရှိဘဲဆက်လက်ပြေးထွက်သွားပါလျင်မြို့ဝင်းတရားခေါ်ငဝင်မြကူးတရားကိုဖြတ်ရပေမည်ထိုတရားကြီးသည်နှစ်ပေါင်း100ကျော်နေပြီပုံမှန်ယထာများပင်9မိုင်နှုန်းသားဖြတ်တန်းခွင့်ပြုထားလေ၏ယခုပြေးထွက်သွားသောစက်ကောင်းကြီးသည်တနာရီလျင်45-50မိုင်နီးပါးနှုန်းဖြင့်ဆက်ချိန်အမြင့်ဆုံးဖြင့်ပြေးနေရာ
စဉ်းစား၍မဝင့်စရာပင်ဖြစ်ပေသည်မြည်သည့်နည်းနှင့်အမျှမြို့ကွင်းတရားပေါ်ဆက်ကောင်းကြီးဖြတ်သွား၍မဖြစ်ပေဓမ္မီယုံမှန်ကြီးနှင့်လမ်းခွဲကန်ရောက်ပြီး10မိနစ်ခန့်အချိန်တွင်အတန်ကျဲလောင်သွားကြားလိုက်ရပြီးအတန်လာရကောင်းကင်တွင်အလင်းရောင်နီရဲနေသည်ကိုမြင်နေရလေသည်ထိုအချိန်မရှိမနှောင့်ပင်ဆက်ကောင်းကြီးပေါ်ထွက်လာလေဆက်ကောင်းကြီးသည်ဓမ္မီဘူရာကျော်သည်နှင့်ဆက်ဝင်းလမ်းပွိုင့်မှတဆင့်ဆန်းဆက်ဝင်းအတွင်းသို့လမ်းလွှဲဝင်ရောက်သွားသည်ဆက်ဝင်းလမ်းမှာဆန်းဆက်ဝင်းအတွင်းသို့လမ်းလွှဲဝင်ရောက်သွားသည်ဆက်ဝင်းလမ်းမှာဆန်းတိုးလောင်ယုံဘေးသို့ဖောက်လုပ်ထားသည့်လမ်းတို့လေးဖြစ်သည်ဆက်ကောင်းကြီးသည်လမ်းစုံ၌ကာယံထားသောထောက်တိုင်နှင့်ဇလီဖားတုံးကိုတိုက်ချလိုက်ပြီးဆက်ဝင်းမြေကြီးပေါ်သို့ကျရောက်သွားလေ၏ဓမ္မီမရွာသူရွာသားများအားလုံးကလေရင်ပြန်ပြက်ကြသည်ဆိုကအားလုံးနိုးလာပြီးလာရောက်ကြည့်ကြလေ၏ဆက်ကောင်းကြီးမှမြေကြီးအတွင်းနှင့်ဝင်နေရင်ဘိန်းများလက်ပတ်နေစေပင်ဖြစ်လေသည်တနာယီနိဗ္ဗာန်ကြာသောအခါဟင်္ဒရာမှလိုက်လာသောနောက်ဆက်ကောင်းတစ်လုံးရောက်ရှိလာလေ၏ပါလာသောအဖွဲများမှဆက်ကောင်းကြီးကိုခက်ခဲစွာဆက်တက်လိုက်နိုင်လေသည်ည7နာရီအချိန်ကရောက်ရှိသွားပြီဖြစ်သည်ဆက်ကောင်းကြီးအားအဆောင်2ဦးနှင့်ထားခဲ့၍နောက်2ရက်မှကရိန်းဖြင့်လာရောက်ဆွဲတင်မည်ဟုစက်ရုံအုပ်ကြီးကပြောပြီးလိုက်လာသောဆက်ကောင်းဖြင့်ပြန်သွားကြလေတော့သည်ဓမ္မေဝရဆက်ဝင်းတွင်ဖြစ်၍ဟင်္ဒရာကျန်ငင်းယထာလမ်းပိုင်းပိတ်ဆို့မှုမဖြစ်ပေါ်ပေခရီးသည်ယထာများမှပုံမှန်မပြတ်ပြေးဆွဲနိုင်ခဲ့လေသည်ဆက်ကောင်းအမှတ်ဒီရဲ့1 2 3 2ကိစ္စကြောင့်တိုးရွှေဆက်ကောင်းမောင်ကိုစံငိမ့်နှင့်ဒီဇယ်လျှက်စစ်ပဆက်ပြင်းကိုကြည်ဝင်းတို့2ဦးအားယာရုချ၍လုပ်ငန်းခွင်မှခိတ္တရက်စဲထားပါသည်သက်ဆိုင်ရာဌာနအကြီးအကဲရုံးချုပ်မှအရာရှိများစုံစမ်းစစ်ဆေးရန်လာရောက်မည်ဖြစ်သည်နောက်ရက်တွင်ဟင်္ဒရာဆက်ယုံမှအဖွဲ့သားများဓမ္မီဘူရာရှိဆက်ကောင်းကြီးကကရိန်းဖြင့်တွားရောက်မယူကြ၏ထို့သောမတင်းစင်တွင်ဆက်ကောင်းကြီးခါကျိုးသွားလေအလဲပုံကြီးဘိန်းများအလေးချိန်နှင့်အလဲတဲ့တဲ့အပေါ်တွင်ရှိသောအင်ဂျင်ဘလောက်အလေးချိန်တို့ကိုတစ်ဖက်ထက်မှမယူလိုက်ခြင်းကြောင့်ဖြစ်၏ထို့ကြောင့်ပျက်စီးဆုံးရှုံးမှုပိုများသွားရလေသည်ကိုစံငိမ့်တို့အဖို့ပို၍အပြစ်ကြီးလေးသွားလေတော့၏ကိုစံငိမ့်မှစိတ်ဝေဒနာခံစားနေရပြီတော့သည်သူခုံချကြံခဲ့ခြင်းအတွက်ရှက်ရွံ့စိတ်လည်းဖြစ်ပေါ်နေ၏ငါတို့တော့ကန်ဆိုးပြီးထင်တယ်မတ်တင်လှရဲ့ကိုစံငိမ့်ရင်ထဲမှာတုံးကြီးလှိုက်လဲတာမြင်ပြောလိုက်သည်မတ်တင်လှသည်လည်းငိုကြွေးလျက်အလုတ်ပြုတ်ရင်တော့ဘလို့လောက်ကြမလဲကိုစံငိမ့်ကံမော့မိမရရွာပြန်ပြီးလဲလို့ရုံပဲရှိတာပေါ့စိတ်ထဲမကောင်းတာကငါသားလေးငါသမီးလေးတွေမြို့ပေါ်မှာနေပြီးအေးချမ်းချမ်းပညာမရှာနိုင်ပါကိုပဲလေပြောရင်ကိုစံငိမ့်မျက်ရည်များတွေ့တွေ့စီးကြလာလေ၏ထို့နောက်ဆက်လက်ပြီးပြောပြန်၏ဖြစ်ရင်တော့ငါရောကြည်ဝင်ရောပြုတ်ဖို့များတယ်ဒီကောင်ကလည်းသူ့ကိုဆက်ဖို့ကြီးကတည်တည်ချာချာပြောရတဲ့နဲ့ပေါ့ဆတဲ့ကောင်ပဲငါလည်းသူပြင်ပြီးပြီဆိုတော့ယုံနာပေါ့မသေးချရင်စက်ကောင်းလဲလှုပ်ဖို့ကောင်းတာကွာကိုစံငိမ့်မရှိတင်ငယ်ခံစားနေရသည်မလွှဲတာရွာပြန်လဲလှုပ်မိဟုမတ်တင်လှကိုပြောလိုက်တော့လဲအမှန်တကယ်သူမလှုပ်နိုင်တော့ပါမြို့ဘော်တွင်အနေကြာခဲ့ပြီးတက်သားစွာဝန်ထမ်းလုပ်ခဲ့သည်မဟုတ်ပါလားကံကြမ္မာဤစေစားရာအတိုင်းလူသားအလုံးတို့ဘဝရက်ဒီလှုပ်ရှားနေကြရပေ၏ရုံးချုပ်စစ်ဆေးရေးအဖွဲ့မှကိုကြည်ဝင်းနှင့်ကိုစံငိမ့်တို့အားအလုတ်မှထုတ်ပယ်လိုက်သည်ကိုစံငိမ့်တပည့်ဖြစ်သူလက်ထောက်မောင်မိုးအားယာရုတဆင့်ချလိုက်၏နှစ်နှစ်ပြည့်မှမူလယာရုတာဝန်ပြန်လဲထမ်းဆောင်ရမည်ဖြစ်သည်မိသားဌာနတွင်နှစ်ပေါင်း20တာဝန်ထမ်းဆောင်ခဲ့သောကိုစံငိမ့်သည်တညတာဖြစ်ဖြစ်မှုလေးတစ်ခုကြောင့်မိသားကြီးကိုစွန့်ခွာရပြီတော့မည်တချို့ကလည်းကိုစံငိမ့်ကိုအပြစ်ပြောကြ၏စကောင်းကြီးဆက်အားရပ်တန့်နိုင်ခြင်းမရှိပါကလည်းစကောင်းကြီးနှင့်အတူမခွာပဲလိုက်ပါသွားလျင်အလုတ်မပြုတ်နိုင်ကြောင်းထင်ကြီးပေးသည်ကိုစံငိမ့်တို့မိသားစုအတွက်စိတ်မကောင်းကြသဖြင့်အမျိုးမျိုးပြောကြခြင်းရဲ့ပါထိုအခါကိုစံငိမ့်ကအေးမင်းတို့ပြောသလိုငါလည်းတွေးမိတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတကယ်ကြောက်စရာကောင်းတာမဖြစ်မနေငါစွန့်စားပြီးလိုက်သွားရင်ငါအသက်ကိုယင်းပြီးသွားမှာခုလိုရက်သွားရင်တော်သေးတယ်မတော်လို့တခြားတနည်းနည်းနဲ့မှောက်သွားရင်ပောက်ကွဲသွားရင်ငါးပါးသိမှအမှန်ပဲလေ
အင်ဂျင်တန်ကအနာကတ်နေရတော့ပောက်ကွဲသွားမယ်ပဲထင်းနေတယ်အသက်မသေးရင်ဘာလို့စားစားရတယ်လို့တွေးမိပြီးငါလည်းခုံဆင်းခဲ့တာပဲလေခုတော့အသက်ကိုမရင်လိုက်မိတာရှက်မိနေသလိုပါပဲကွာမင်းတို့လည်းကိုယ်တိုင်ကြုံမှယုံကြမှာပါကိုစံချင်းသည်ဥကောင်းမှပတိစီးထားသောဒဏ်ရာကိုစမ်းလိုက်၏ကိုစံချင်းပြောပြသည်ကိုနားထောင်နေကြရင်အားလုံးစိတ်မကောင်းဖြစ်နေမိကြလေသည်ကျမကတော့ရှင်မသေးတာပဲတော်သေးတာပေါ့လို့တွေးပြီးစိတ်ကိုဖြေပါတယ်အားမငယ်ပါနဲ့ရှင်ဒီချိန်ဒီလိုဖြစ်ဖို့ကျမတို့ကံပါလာတယ်လို့ပဲသဘောထားရမှာပေါ့ရှင်အသက်နဲ့ယဉ်ပြီးရှင်ကိုဆုံးရှုံးလိုက်ရပြီးမှရမယ်ဆုလက်မျိုးတော့ကျမမယူခြင်းဘူးအသက်နဲ့တော့မယဉ်နိုင်ပါဘူးကိုစံချင်းရဲ့မတင်လှဤအားပေးစကားကြောင့်ကိုစံချင်းရင်နဲ့ကြည်နူးသွားမိလေသို့တော့အသက်ရှင်နေထိုင်ရေးအတွက်ရှေ့ခရီးကိုတော့ရုန်းကန်ရပေအောင်မည်ဟုတွေးရင်ကိုစံချင်းရင်မောသွားပါလေတော့သည်စံဝင်းအောင်မြန်အောင်ခံစားနားဆင်ပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နောက်ဆက်လက်ပြီးတော့လည်းအလင်းသင့်တယ်လို့ဝိထုတို့ကလေးများကိုတင်ဆက်ပေးသွားမှဖြစ်လို့အားပေးကြပါအောင်လို့မေတ္တာရပ်ခံပါတယ်စာချစ်သူအလုံးကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ